ဒီနေ့ကတော့ပြင်းဦးလွင်ကိုရောက်တာနဲ့မစားမဖြစ်အမြဲတမ်းသွားဆက်ဖြစ်တဲ့ဥဇော်ဖတ်ထမင်းမောင်လေးစားမှာဖြစ်ပါတယ်ခင်ဗျာရောက်တိုင်းစားပြနေတဲ့ဥဇော်ဖတ်ထမင်းမောင်ကိုတစ်ခါမှစားတဲ့ပုံစံလေးမတင်ဘူးခဲ့လို့အခုတော့စားတဲ့ပုံလေးတင်မှာဖြစ်ပါတယ်ခင်ဗျာဒါကဗမာချက်ပေါင်ကျော်လေးရယ်ပြီးတော့ဒါကကျွန်တော်ချီချီလေးစားမယ်စိတ်သားဟင်းလေးပဲဖြစ်ပါတယ်ဒါကတော့ပဲကလာဟင်းလေးဖြစ်ပါတယ်ပဲကလာဟင်းကကျွန်တော်ထောက်နေကြပဲကလာဟင်းရတာမျိုးမဟုတ်ဘဲနဲ့ချိုချိုဆင်းဆင်းလေးနဲ့အရန်တောက်လို့ကောင်းတဲ့ပဲကလာဟင်းဒီကတော့စိတ်သားလေးနဲ့စားပါတယ်ချက်ပေါင်ကျော်ကခုမှရောက်မှကြော်ပေးတာဒီတော့ကဒီကျွန်တော်ပြင်းဝင်ရောက်ပြီဆိုတော့လည်းငဲလာစားနေကြတယ်ဟဲ့ဟင်းချန်တော့ဒီမှာတကယ်ဒီမှာပဲကျွန်တော်စားဦးရဒီလောက်ကောင်းတဲ့ချန်တော့စားလိုက်ပါမယ်ဆက်ကြော်လေးကမွားနေခုမှရောက်မှကြော်တယ်ချန်တော့ကတော့အဲ့ဒီယူတော့ဒါရနေစားဒါလည်းမမွေးရပြီအကြီးရလည်းထွက်လုံးပြလည်းလုံးဒီလိုက်နော်ဒီမယ်နော်အောင်ရဦးလဲလိုက်လားဦးလဲလိုက်ကြဒီလည်းထွက်လက်လေးတွေလည်းလုံးစားရတဲ့စားရင်လုံးနေတာကပြုတ်နေတာတင်းရွယ်တော့နော်ကျေပါဘူး။ဟောတယ်အလို့ပြတာ။ဆက်တယ်။ဒီကတော့စားရတော့လူတွေတစ်ဖွဲ့ပဲနေကြတယ်။နေ့လည်စာစားခြင်းဖြစ်တဲ့အတွက်ကျွန်တော်တို့ရောက်ပြီးမကြခင်မှာပဲလူတွေတစ်ဖွဲ့ဖွဲ့နဲ့အများကြီးရောက်ရှိလို့လာခဲ့ပါတယ်ခင်ဗျာ။ဖက်ထမင်းကောင်းတဲ့အပြင်ကိုဆိုင်ရဲ့ service ကလည်းအရန်ကိုကောင်းတယ်ခင်ဗျာ။သုံးပဲအိမ်နဲ့တော့စားကောင်းว่าทำแม่อยู่ให้นี่เนี่ยอะไรใช่ไหมนี่อีมโลลิคาราอะไรเขาจริงๆแชร์อันนี้ก็ไอ้เราลองแปลว่าตัวซาก่อนก็ဒီနာလေးလည်းပါတယ်ဒီနာလေးကလည်း fresh ဖြစ်တယ်
ပဲဟင်းကတောက်မစားလဲရှမ်းစားလို့ကောင်းတယ်ပဲဒါကနေရာသားစားကောင်းကောင်းနဲ့ရှယ်ကြိတ်လိုက်ကြတာအခုတော့ကုန်သွားပါပြီခင်ဗျာဒါကတော့ထမင်းဆဆပြီးချင်းမှာဆိုင်ကနေလက်ဆောင်တိုက်တဲ့ဦးစော်ရဲ့ special လက်ဖေးလေးပဲဖြစ်ပါတယ်ခင်ဗျာဖတ်ထမင်းလေးရလဲကောင်းလက်ဖေးလေးရလဲကောင်းနဲ့ကျွန်တော်တို့ကတော့ရန်ကုန်တော့မပြန်ရင်တော့ခင်ဗျာပြီးတော့ဆိုင်မှာရှိတဲ့ဦးစော်ရဲ့မျိုးသမီးကလည်းကျွန်တော်တမိုင်းချင်းဆိုလိုက်လံအခန့်ပြီးတော့စကားစမီတွေလည်းပြောပြခဲ့ပါတယ်ခင်ဗျာကဲကျွန်တော်တို့လိုပဲပြင်ဦးလွင်ကိုရောက်ဖြစ်ခဲ့တယ်ဆိုရင်တော့ဦးစော်ဆိုင်ကဖတ်ထမင်းရတာလေးနဲ့ဦးစော်ရဲ့လက်ဖက်လေးကိုတွားရောက်နီးစမ်းကြည့်ဖို့တိုက်တွန်းစေချင်ပါတယ်ခင်ဗျာ